သူ့ဇနီးမျက်မမြင်ဟန်ဆောင်နေသလားဆိုတာကိုစမ်းသပ်ဖို့အတွက်ခင်မုန်းဖြစ်သူဟာဇနီးကိုတန်မိုးသေးစားတွေအပြည့်ဖြန့်ထားတဲ့အိတ်ခမ်းထဲကိုတမင်ခေါ်သွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့ရည်စားဖြစ်တဲ့အိမ်ဖုံမလေးကိုဇနီးဖြစ်သူအားတန်မုံတွေတင်ထားတဲ့ခရင်ပေါ်တွန်းချဖို့တိတ်တိတ်လေးအချက်ပေးလိုက်ပါတယ်ဒါပေမဲ့သူ့ဇနီးရဲ့မျက်စိဟာပြန်မြင်နေပြီဆိုတာကိုသူမသိခဲ့ပါဘူးဇနီးဖြစ်သူကသူတို့ရဲ့အစီအစဉ်တစ်ခုလုံးကိုနားလည်နေတဲ့အတွက်အိမ်ဖုံမလေးကိုတန်မုံတွေရှိတဲ့ခရင်ပေါ်ပြုတ်ကျအောင်လှုပ်လိုက်ပြီးပညာပေးလိုက်ပါတယ်ဒါကိုမြင်တော့အမှန်တရားကိုဇနီးဖြစ်သူမသိသွားအောင်ခင်မုန်းဖြစ်သူကသူ့ရည်စားအိမ်ပေါ်ကိုနှစ်သိမ့်ဖို့အမြန်ပြေးသွားပါတယ်အရာအလုံးပုံမှန်ဖြစ်နေတဲ့အကြောင်းဆောင်ဖို့အတွက်ဇနီးကိုအနားယူဖို့ပြောပြီးအိမ်ဖုံမလေးကိုဆေးရုံသို့တိတ်တိတ်လေးခေါ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ဇနီးဟာအရာအလုံးကိုသိမြင်ပြီးသားဆိုတာသူမသိခဲ့ပါဘူးဘာလို့လဲဆိုတော့သူမဟာတကြော့ပြန်လည်မွေးဖွားလာသူဖြစ်လို့ပါပဲတကယ်တော့သူမရဲ့အရင်ဘဝတုန်းကနေမကောင်းတဲ့ကလေးကိုဆေးရုံပို့ဖို့စူးစမ်းရင်းမျက်စိမမြင်ရတာကြောင့်လေကားပေါ်ကပြုတ်ကျခဲ့ပါတယ်အဲ့ဒီလိုမျက်စိမမြင်တာကိုအခွင့်ကောင်းယူပြီးခင်မုန်းဖြစ်သူကအိမ်ဖုံမလေးနဲ့လက်ထပ်နိုင်ဖို့အတွက်ကလေးကိုလူယူသွားပြီးသူမကိုတေးအောင်ပစ်ထားခဲ့တာပါဒါကိုဖျားသခင်ကမနစ်သက်တာကြောင့်သူမကိုဒုတိယအကြိမ်ပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ဇနီးဖြစ်သူကသူတို့ရဲ့အမားတွေအတွက်ပြန်ပေးဆက်စေရမယ်လို့ကြိတ်ဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ဖုံမလေးဟာသူမကိုအပြည့်ရှင်းဖို့အတွက်အစိတ်ခတ်ထားတဲ့စုပြုတ်ကိုယူလာခဲ့ပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကအဲ့ဒီစုပြုတ်မှာအစိတ်ပါနေတာကိုကြိုတင်ရင်းမိနေတာကြောင့်အိမ်ဖုံမလေးရဲ့လက်ထဲကနေစုပြုတ်ခွက်ကိုပုတ်ချလိုက်ပါတော့တယ်